စိန်ခေါ်မှုတစ်ခုလုပ်ကြည့်အောင်စာမျက်နှာတစ်ထောင်ပါတဲ့ဖုန်းစာအုပ်ထဲက Mendes ဆိုတဲ့နာမည်ကိုရှာရမှာပါစာမျက်နှာတစ်ထောင်လုံးကိုတစ်မျက်နှာချင်းလှန်ရှာမယ်ဆိုရင်အချိန်အများကြီးကြာနိုင်ပါတယ်ဒါပေမဲ့ရှာရနည်းကိုပြောင်းလိုက်ရင်အများကြီးမြင်သွားနိုင်ပါတယ်ပြဿနာတစ်ခုကိုဖြေရှင်းဖို့လိုက်နိုင်ရမယ်အစစ်လိုက်ညွှန်ကြားချက်တွေကို Computer Science မှာ algorithm လို့ခေါ်ပါတယ်ပြဿနာတစ်ခုတည်းကိုဖြေရှင်းနိုင်တဲ့ algorithm တွေအများကြီးရှိနိုင်ပါတယ်ဒါပေမဲ့တချို့နည်းတွေကနှေးပြီးတချို့နည်းတွေကတော့အများကြီးပုံမြန်ပါတယ်အရင်ဆုံးအလွယ်ဆုံးနည်းကိုကြည့်အောင်စာမျက်နှာတစ်ကနေစပြီး Mendes ကိုတွေ့တဲ့အထိစာမျက်နှာတစ်မျက်နှာချင်းလှန်ရှာပါမယ်ဒီနည်းကို linear search လို့ခေါ်ပါတယ်ရှာမယ့်နာမည်ကနောက်ဆုံးစာမျက်နှာမှာရှိနေရင်စာမျက်နှာတစ်ထောင်လုံးအထိရှာရနိုင်ပါတယ်အခုပုံမြင်တဲ့နည်းကိုကြည့်အောင်စာမျက်နှာတစ်ကနေမစတော့ပဲစာအုပ်ရဲ့အလယ်စာမျက်နှာကိုတန်းဖွင့်လိုက်ပါအဲ့ဒီစာမျက်နှာမှာတွေ့တဲ့နာမည်နဲ့ Mendes ကိုနိုင်ရှင်ပါဖုန်းစာအုပ်ကအခေယာအစင်တိုင်းစီထားတဲ့အတွက်စာအုပ်ရဲ့အရှိမဆက်ရှာရမလားအနောက်ကိုဆက်ရှာရမလားဆိုတာသိနိုင်ပါတယ် Mendes မတွေ့နိုင်တော့တဲ့တဝက်ကိုဖယ်လိုက်ပါတစ်ချိန်တည်းနဲ့စာမျက်နှာ1000ကနေ900ပဲကျန်ပါတော့တယ်ပြီးရင်ကျန်နေတဲ့အပိုင်းရဲ့အလေကိုထပ်ဖွင့်ပါနာမည်ကိုနှိုင်းရှင်ပြီးမလိုတဲ့တဝက်ကိုထပ်ဖယ်ပါဒီလိုတစ်ချိန်လောက်တိုင်းရှာဖွေရမယ့်ပမာဏကတဝက်စီလျော့သွားပါတယ်1000ကနေ900 250 125ဆိုပြီးမြန်ကျဆင်းသွားတာပါဒီရှာဖွေနည်းကို binary search လို့ခေါ်ပါတယ်ရှာဖွေရမယ့်အပိုင်းကိုအချိန်တိုင်းနှစ်ပိုင်းခွဲပြီးတဝက်ကိုဖယ်ထုတ်သွားတာပါဒါဆိုစာမျက်နှာ1000ထဲကနာမည်တစ်ခုကို binary search နဲ့ရှာဖို့ဘယ်နှကြိမ်လောက်လိုမယ်ထင်ပါသလဲအချိန်900လည်းမဟုတ်သလိုအချိန်100လည်းမဟုတ်ပါဘူး10ကြိမ်လောက်ပဲလိုပါတယ် linear search ကအဆိုးဆုံးအချိန်ဒီမှာအချိန်1000လိုနိုင်ပေမဲ့ binary search ကတော့10ကြိမ်လောက်နဲ့ရှာနိုင်ပါတယ် data နည်းတဲ့အချိန်မှာဒီကွာခြားချက်ကိုသိမသိတာနိုင်ပါဘူးဒါပေမဲ့ data တန်းနဲ့ခြေလာတဲ့အခါမှာ algorithm ကောင်းကောင်းရွေးထားတာကအချိန်အများကြီးသက်သာစေပါတယ်ဒါကြောင့် program တစ်ခုကိုမြန်မမြန်ဆိုတာကွန်ပျူတာရဲ့အမြန်နှုန်းပေါ်မှာပဲမူတည်တာမဟုတ်ပါဘူးအသုံးပြုထားတဲ့ algorithm ပေါ်မှာလည်းမူတည်ပါတယ်အခု binary search နည်းလမ်းကိုကွန်ပျူတာကလိုက်နာနိုင်မဲ့ရိုးရှင်းတဲ့အဆင့်တွေဖြစ်စီရေးကြည့်အောင်စာအုပ်ရဲ့အလယ်စာမျက်နှာကိုဖွင့်ပြီးအဲ့ဒီမှာရှိတဲ့နာမည်ကိုရှာမဲ့နာမည်နဲ့နှိုင်းရှင်ပါတူနေရင်ရှာတွေ့ပြီဖြစ်လို့ရက်လိုက်ပါမတူသေးရင်ရှာမဲ့နာမည်ကအခေယာစဉ်ရရှေ့မှာရှိသလားနောက်မှာရှိသလားကြည့်ပြီးဘယ်ဘက်တော့ဝက်ဒါမှမဟုတ်ညာဘက်တော့ဝက်မှာဆက်ရှာပါဒီလိုဖြည့်ရှင်းနည်းကိုတကယ်ကုန်ရေးခင်ရိုးရှင်းတဲ့အဆင့်တွေနဲ့စီရေးထားတဲ့နည်းအကြောင်းကိုနောက်ပိုင်းမှာဆက်လေ့လာကြပါမယ်ဒီလိုနည်းပညာနဲ့ပတ်သက်တဲ့ content video တွေကိုအလုပ်မခံမဲ့ကြည့်ရှုနေဆိုရင်ကျွန်တော်တို့ Corovas ရဲ့ Facebook, YouTube, TikTok နဲ့ Telegram channel တွေကို like and subscribe လုပ်ထားနိုင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်ဆောင်ကြတာပေါ့